မင်္ဂလာပါဟာရီကိန်းဒီနေ့မှာဆိုရင်ခမည်းအပါဝင်ဟာလန်နဲ့အမ်ဘာပီတို့လိုကစားသမားတွေကဘာလွန်ဒိုစုအတွက်ပြိုင်ဆိုင်ရေပန်းစားနေကြပါတယ်အဲ့တော့ဘာလွန်ဒိုစုရဖို့အတွက်ခမည်းမှာကောလာလာကောင်းတွေရှိနေပြီလို့ခံစားရပါသလားကျွန်တော်အနေနဲ့ဒီယာဒီမှာဂိုး100သွန်းနိုင်ခဲ့မယ်ဆိုရင်တော့ချန်ပီယံလိဒါမှမဟုတ်ကမ္ဘာဖလားများခဲ့ရင်ဘာလွန်ဒိုစုရဖို့မဖြစ်နိုင်ပါဘူးဟာလန်ပါဝင်ဘယ်ကစားသမားပဲဖြစ်ဖြစ်အဲ့ဒီတိုင်းပါပဲဘာလွန်ဒိုစုရနိုင်ဖို့ဆိုရင်အဓိကစူပလာတွေလည်းရဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘိုင်ယန်မျိုးနဲ့အသင်းဟာလက်ရှိအချိန်မှာချန်ပီယံလိဖလားရဖို့အတွက်လားလာအကောင်းဆုံးအသင်းတစ်သင်းဖြစ်ပါတယ်အင်္ဂလန်အသင်းကလည်းဒီတိုင်းပါပဲကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ကစားရတဲ့အသင်းတွေထဲမှာအင်္ဂလန်အသင်းဟာလည်းဖလားရဖို့အတွက်လားလာကောင်းဆုံးအသင်းတွေကတသင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်